ဒီနေ့ကတော့음료수နဲ့눈채로 드라이 덕후의 과차제고 신비하기도 하며 ဒီဂရမာနှစ်ခုရဲ့ဖော်ပြချက်သဘောတရားကိုအရှင်တစ်ခုကိုတပြိုင်တည်းလုပ်တဲ့အခါမှာသုံးတယ်ဆိုပြီးတော့ပုံမှန်တာမန်လေးပဲမှတ်ထားမယ်ဆိုရင်မှားသုံးနိုင်ပါတယ်နော်။ဥမျောဆိုရဲ့အဓိပ္ပာယ်ကရင်းနဲ့လို့ဘာသာပြန်ပြီးတော့နန်းချယ်တို့ရဲ့အဓိပ္ပာယ်ကိုလျှက်လို့ဘာသာပြန်လိုက်လို့ရှိရင်ဒီချေတို့မြန်မာဘာသာစကားရဲ့အဓိပ္ပာယ်အရဒီနှစ်ခုရဲ့ဆိုလိုရင်းကိုကိုယ်ပြပြလေးမြင်မြင်သာသာလေးသိသွားမယ်လို့ထင်ပါတယ်။အင်္ဂလိပ်လိုကကြတော့ဒီတရားနှစ်ခုလုံးကို why လို့ပဲဘာသာပြန်တာဆိုတော့အင်္ဂလိပ်လိုပဲတွဲမှတ်ထားမယ်ဆိုရင်ပို့ပြီးတော့ရောနိုင်ပါတယ်မြန်မာလိုအရာအဓိပ္ပာယ်ကွဲတယ်ဆိုပေမဲ့လည်းတခါလေကြာရင်သုံးတဲ့နေရာမှာအဲ့ဒီမြန်မာလိုအဓိပ္ပာယ်ကိုပဲဘယ်တရားသုံးရမှန်းမသိမှားတတ်တာဆိုတော့ဒီတရားတစ်ခုကိုတေချာလေးခွဲသုံးတတ်သွားအောင်ဒီချက်အသေးစိတ်လေးရှင်းပြပေးပါမယ်။မျိုးစွာကြတော့ကျွန်တော် action တစ်ခုကိုတပြိုင်တည်းလုပ်ချင်မှုဆိုလိုတာတစ်ဖက်မှာ action တစ်ခုကိုလုံးနေရင်းနဲ့နောက်ထပ် action တစ်ခုကိုထပ်လုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုပြောပြီးတော့ချေတို့ကကြတော့ action တစ်ခုလုပ်ပြီးသားပြီးအောင်လုပ်ပြီးသားအခြေအနေတစ်ခုကပြီးဆုံးအောင်ဖြစ်ပြီးသားကိုမှအဲ့ဒီလုပ်ပြီးသားအခြေအနေဖြစ်ပြီးသားအခြေအနေကြီးနဲ့နောက်ထပ် action တစ်ခုကိုထပ်ပေါင်းလုပ်တယ်ဆိုတဲ့သဘောကိုဆိုလိုပါတယ်။ဥပမာရှင်ပါရရှင်လို့မျိုးဆိုတော့ဂါရလို့ပြောမယ်ဆိုရင်ဒီချက်ကဖက်နှက်ကိုစီးနေရင်းနဲ့ဖက်နှက်စီးနေတဲ့ action ကိုလုပ်နေတန်းလိုက်နဲ့အထဲကိုဝင်သွားတယ်ဆိုတဲ့ပုံစံဆိုလိုပြီးတော့ရှင်ပါရရှင်ချေရိုဒရောဂါရောလို့ပြောလိုက်မယ်ဆိုရင်ဒီချက်ကအဲ့ဖက်နှက်ကိုစီးပြီးသားအနေထားကြီးစီးလျက်ကြီးနဲ့အထဲကိုဝင်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုဆိုလိုတာပါ။ပိုပြီးတော့မြင်သွားအောင်နောက်ထပ်ဥပမာတစ်ခုထပ်ကြည့်ကြည့်အောင်안경을 쓰면서 찾고 있어요လို့ပြောမယ်ဆိုရင်ဒီချက်ကမျက်မှန်ကိုတစ်ချက်အခုဒီမှာတက်နေတယ်ဆိုတဲ့ action ကိုလည်းလုပ်နေတယ်တစ်ဖက်ကလည်းဟိုမှာတစ်ခုခုကိုရှာနေတာမျိုးဒါမှမဟုတ်မျက်မှန်ကိုရှာနေဆိုတဲ့ action ကိုတပြိုင်တည်းလုပ်နေဆိုတဲ့ပုံစံမျိုးကိုဆိုလိုတာတကယ်လို့ 안경을 쓴 채로 찾고 있어요လို့ပြောမယ်ဆိုရင်ဒီချက်အခုတက်ထားတဲ့ပုံစံတိုင်းချက်မျက်မှန်ကိုတက်ထားပြီးမျက်မှန်ကိုတက်လျက်မျက်မှန်ကိုပဲလိုက်ရှာနေတာမျိုးဒါမှမဟုတ်မျက်မှန်တက်ထားလျက်နဲ့တခြားတစ်ခုခုကိုရှာနေရဆိုတဲ့ပုံစံမျိုးကိုဆိုလိုတာဒါဆိုလို့ရှိရင်ဒီ grammar နှစ်ခုရဲ့သဘောတရားကိုတေချာလေးနားလည်သွားပြီလို့ထင်ပါတယ်နော်။တေချာနားလည်လားနားမလည်လားသိရအောင်လို့ကျွန်တော်စာကြောင်းလေးနဲ့ test လုပ်ကြည့်အောင်။ဒီစာကြောင်းနှစ်ကြောင်းမှာဆိုရင်ကျွန်တော်ဘယ်ဟာကိုသုံးတာကမှန်မလဲ။네, 운전을 하면서 전화를 해요 ဆိုတဲ့စာကြောင်းကိုသုံးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ချက်ကကားလဲမောင်းနေရင်နဲ့ဖုန်းလဲပြောနေရဆိုတော့ကားမောင်းနဲ့ဖုန်းပြောရဆို action တစ်ခုကိုတပြိုင်တည်းလုပ်တယ်လို့ဆိုလို့ကျွန်တော်ဖြစ်ပါတယ်။တကယ်လို့အောက်ကစာကြောင်းနန်းချယ်လိုနဲ့သုံးလိုက်မယ်ဆိုရင်ချက်ကကားကိုမောင်းပြီးသွားပြီဆိုတဲ့အနေအထားပြီးတော့မှဖုန်းပြောတယ်ဆိုတဲ့ပုံစံ운전을 하고 전화를 해요 ဆိုတဲ့ပုံစံမျိုးကိုသဘောတက်ရောက်တော့ပါလိမ့်မယ်။ဒီ grammar နဲ့ပတ်သက်ပြီးတော့နားမလည်သေးတာရှိရင်ဒါမှမဟုတ်ထပ်ပြီးတော့သိချင်တာရှိရင်ဒီချက်ရဲ့ CV မှာလာပြီးတော့မေးလို့ရပါတယ်နော်။ရှိခဲ့နေကြဆို감사합니다